1992 ခုနှစ်မှာ Pepsi ကုမ္ပဏီဟာဖိလစ်ပိုင်နိုင်ငံမှာပြိုင်ပွဲတစ်ခုကျင်းပခဲ့ပြီးလူ9ဦးသေဆုံးတဲ့အထိဖြစ်ခဲ့ရပါတယ်။အဲ့ဒီပြိုင်ပွဲရဲ့အမည်ကတော့ Number Favorite ဖြစ်ပြီးစီးမြင့်ကတော့ရိုးရိုးလေးပါပဲ။ညနေတိုင်းသတင်းစီစဉ်ကနေကန်ထူးမဲ့နံပါတ်တစ်ခုကိုကြေညာပေးမှာပါ။အကယ်၍တင်မှာအဲ့ဒီနံပါတ်ပါတဲ့ Pepsi ပလင်းအဖုံးရှိနေရင်ပီဆိုတန်းစုခုရရှိမှာဖြစ်ပါတယ်။1992ခုနှစ်တုန်းကပီဆိုတန်းဆိုတာတာမန်ဖိလစ်ပိုင်ပြည်သူတယောက်အတွက်ဘဝကိုပြောင်းလဲပြစ်နိုင်လောက်တဲ့အထိမို့ဒီပြိုင်ပွဲဟာအလွန်အမင်းရေပန်းစားလာခဲ့ပါတယ်။မိသားစုတွေဟာအိမ်တွေမှာPepsiပလင်းဖုံးတွေကိုစုဆောင်းလာကြသလိုလူအများပြားဟာလည်းကန်ထူးမဲ့ပလင်းဖုံးတွေရှာဖို့အမိုက်ပုံတွေကိုအထိလိုက်ငွေခဲ့ကြပါတယ်။ Pepsiရဲ့အဆိုအရနိုင်ငံလူဦးရေရဲ့တဝက်လောက်ဟာဒီပြိုင်ပွဲမှာတက်ကြွပါဝင်ဆင်နွှဲခဲ့ကြတာပါ။ဒီလိုအလွန်အမင်းရေပန်းစားလာခဲ့တာကြောင့်ပဲPepsiဟာ Number Favorite ပြိုင်ပွဲကိုနောက်ထပ်9ပတ်သက်တမ်းတိုးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ဒီနေရာမှာပဲအခြေအနေတွေဟာဆိုးဆိုးရွားရွားလွဲချော်သွားခဲ့ပါတယ်။တကယ်တော့ပြိုင်ပွဲတစ်လျှောက်လုံးမှာကန်ထူးရှင်ဘယ်နှစ်ယောက်ရှိမလဲဆိုတာကိုPepsiဘက်ကအပြည့်အဝထိန်းချုပ်ထားခဲ့တာပါ။ပလင်းသွတ်ဆက်ရုံတွေစီကန်ထူးမဲ့ပလင်းဖုံးနှစ်ခုပဲရောက်သွားအောင်ကွန်ပျူတာပရိုဂရမ်တစ်ခုကိုအသုံးပြုပြီးစီစဉ်ထားခဲ့တာဖြစ်ပါတယ်။ကန်ထူးမဲ့အဖုံးနှစ်ခုပဲရှိတဲ့အတွက်ကန်ထူးရှင်2ယောက်ပဲထွက်လာမှာဖြစ်ပြီးPepsiအနေနဲ့သတ်မှတ်ထားတဲ့ဘတ်ဂျက်အတွင်းမှာပဲရှိနေမှာပါ။ဒါပေမဲ့ပြိုင်ပွဲသက်တမ်းတိုးလိုက်ပြီးနောက်မှာတော့တစ်ခုလွဲချော်သွားခဲ့ပါတယ်။ကွန်ပျူတာပရိုဂရမ်စနစ်ချို့ယွင်းမှုကြောင့်နံပါတ်အချို့ရောထွေးကုန်ပါတယ်။ဒါနဲ့1992ခုနှစ်မေလ25ရက်ညနေ6နာရီမှာ Channel 2သတင်းစီစဉ်ကနေကန်ထူးတဲ့နံပါတ်349ဆိုပြီးကြေညာခဲ့ပါတယ်။ကန်ထူးရှင်2ယောက်ပဲရှိရမယ့်အစားဖိလစ်ပိုင်ပြည်သူရာနဲ့ချီတောင်းနဲ့ချီပြီးအောင်ပွဲခံကြပါတော့တယ်။တကယ်တော့349ဆိုတဲ့နံပါတ်ဟာကံမထူးတဲ့နံပါတ်ဖြစ်အစောတည်းကသတ်မှတ်ထားတာမို့လို့ပလင်းသွတ်ဆက်ရုံတွေကအဲ့ဒီနံပါတ်ကိုစိတ်ကြိုက်အမြောက်များရိုက်နှိပ်ခဲ့ကြတာပါ။ဒါကြောင့်ဖိလစ်ပိုင်တနိုင်ငံလုံးမှာ349နံပါတ်ပါတဲ့အဖုံးပေါင်း6သိန်းကျော်ပြန့်နှံ့သွားခဲ့ပါတယ်။349ဟာဘယ်လောက်တောင်ပေါများလဲဆိုရင်လူတော်တော်များများမှာအဲ့ဒီအဖုံးတစ်ခုထက်မကရှိနေကြတာပါ။အဲ့ဒီညကလမ်းမတွေပေါ်မှာအောင်ပွဲခံတံတွေနဲ့ဆူညံသွားခဲ့ပါတယ်။သူတို့အားလုံးချမ်းသာကုန်ကြပြီမို့ပတ်စံအတွက်စိုးရင်စရာမလိုတော့ပါဘူး။လူပေါင်းရာနဲ့ချီပြီးကန်ထူးတဲ့အဖုံးတွေကိုကင်ဆောင်ကPepsiစက်ရုံစီအပြေးလွှားသွားခဲ့ကြပါတယ်။မကြခင်မှာပဲစက်ရုံကိုပိတ်လိုက်ရပြီးရဲတပ်ဖွဲ့ကစောင့်ကြပ်ခဲ့ရပါတယ်။ကုမ္ပဏီအနေနဲ့သူတို့အကြီးအကျယ်မှားသွားပြီဆိုတာကိုချက်ချင်းသဘောပေါက်လိုက်ပါတယ်။ Pepsiအမှုဆောင်အရာရှိတွေဟာအဖြေတစ်ခုရှာဖို့တကောင်ရံအချိန်မှာအရေးပေါ်အစည်းအဝေးထိုင်ခဲ့ကြပါတယ်။ကန်ထူးတဲ့အဖုံးတစ်ခုချင်းစီအတွက်စုကြေးငွေအပြည့်ပေးမယ်ဆိုရင်ပီဆိုဘီလီယံပေါင်းများစွာကုန်ကြမှာဖြစ်ပါတယ်။ဒါကြောင့်စုကြေးအပြည့်ပေးမယ်အစားကွန်ပျူတာကိုပဲအပြည့်ပုံချလိုက်ပြီးကန်ထူးတဲ့အဖုံးတစ်ခုအတွက်ပီဆို900စီပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။ပီဆို900ဆိုတာ$8ဝန်းကျင်ပဲရှိတာမို့မူလစုကြေးရဲ့0.05%ပဲရှိပါတယ်။အချို့ကဒီကမ်းလှမ်းမှုကိုလက်ခံခဲ့ကြပေမဲ့အများစုကတော့ငြင်းဆန်ခဲ့ပြီးပိုလို့တောင်ဒေါသထွက်သွားခဲ့ကြပါတယ်။ကွန်ပျူတာစနစ်ချိုးယွင်းတာတွေကိုသူတို့စိတ်မဝင်စားပါဘူး။သူတို့အမြင်မှာတော့Pepsiဟာဘီလီယံချီချမ်းသာတဲ့ကော်ပိုရေးရှင်းကြီးဖြစ်တာကြောင့်စုကြေးငွေအပြည့်အဝပေးရမယ်လို့ယူဆကြပါတယ်။ဒါပေမဲ့Pepsiဘက်ကလုံးဝအလျှော့မပေးခဲ့တာကြောင့်ပြင်းထန်တဲ့ဆန္ဒပြမှုတွေနဲ့အကြမ်းဖက်စုပူမှုတွေဖြစ်ပွားခဲ့ပြီးနောက်ဆုံးမှာတော့လူ9ဦးသေဆုံးကဒါဇင်နဲ့ချီထိခိုက်ဒဏ်ရာရခဲ့ပါတယ်။349ကန်ထူးရှင်တွေဟာPepsiစက်ရုံတွေကိုစီးနှင်းတိုက်ခိုက်ပြီးပြတင်းပေါက်တွေထဲမိုလိုတော့ကော့တေးမီးလောင်ပုံတွေနဲ့ပစ်ပေါက်ခဲ့ကြသလိုဖျက်မောင်းသွားတဲ့Pepsiကုန်တင်ကားတွေကိုလည်းဘုံခွဲခဲ့ကြပါတယ်။နောက်တစ်နှစ်မှာတော့ဒေါသထွက်နေတဲ့လူအုပ်ကြီးဟာPepsiကိုပြန်လည်တိုက်ခိုက်ဖို့ပိုပြီးစနစ်ကျတဲ့နည်းလမ်းကိုအသုံးပြုလာပါတယ်။ Coalition 349ဆိုတာကုမ္ပဏီကိုတရားစွဲဆိုဖို့ဖွဲ့စည်းလိုက်တဲ့ကန်ထူးရှင်တွေရဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။သူတို့ဟာဒေတာခံတရားဟောဆရာDelpiero Del Fierroကိုသူတို့ရဲ့ခေါင်းဆောင်ဖြစ်ရွေးချယ်ခဲ့ပါတယ်။သူဟာPepsiကုမ္ပဏီကို$တန်း400ကျော်နဲ့တရားစွဲဆိုဖို့အတွက်349ကန်ထူးရှင်ပေါင်း8000ကျော်ကိုစီးရုံးခဲ့ပါတယ်။ဒီရုံးရင်းဆန်ခတ်အခြေအနေတွေဟာ1993ခုနှစ်အထိဆက်လက်ဖြစ်ပွားခဲ့ပြီးအဲ့ဒီအချိန်မှာပဲဇလန်းရဲ့အလှည့်ပြောင်းအသစ်တစ်ခုပြန့်နှံ့လာခဲ့ပါတယ်။သတင်းစာဟောင်းတွေရဲ့ကောင်းကြီးပိုင်းတွေမှာPepsiဟာသူတို့ရဲ့ကုန်တင်ကားတွေကိုသူတို့ဘာသာပြန်ပြီးဘုံခွဲခဲ့တာဖြစ်နိုင်တယ်လို့ရေးသားဖော်ပြခဲ့ကြပါတယ်။ဒီကောင်းကြီးပိုင်းသတင်းတွေဟာရဲအရာရှိတဦးရဲ့ထွက်ဆိုချက်အပေါ်အခြေခံထားတာဖြစ်ပါတယ်။သူကဆွဆွဲပြောဆိုရမှာတော့Coalition 349အဖွဲ့ကိုအကြမ်းဖက်သမားတွေအဖြစ်ပုံဖော်ဖို့နဲ့တရားရုံးမှာသူတို့ရဲ့ယက်တီချက်ကိုထိခိုက်စေဖို့အတွက်Pepsiဟာအငှားစစ်တီတွေကိုအသုံးပြုပြီးဒီအဖွဲ့တွေရဲ့ထိုးဖောက်ဝင်ရောက်ကစုပူမှုတွေဖြစ်အောင်လှုံ့ဆော်ခဲ့တာလို့ဆိုပါတယ်။ Pepsiကသူတို့ကိုပြဿနာရှာဖို့နဲ့မငြိမ်မသက်ဖြစ်အောင်လုပ်ဖို့ငွေပေးခဲ့တယ်လို့ပြောဆိုတဲ့လူတွေရဲ့ထွက်ဆိုချက်တွေလည်းပိုမိုထွက်ပေါ်လာခဲ့ပါတယ်။ Pepsi ရှိနေကတော့ဒီဆွဆွဲချက်တွေကိုချက်ချင်းညှင်းဆိုခဲ့ပြီးဒါနဲ့ပဲအဆုံးသတ်သွားခဲ့ပါတယ်။1993ခုနှစ်မှာတော့တရားရုံးကPepsiအမှုဆောင်အရာရှိ9ဦးကိုဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ဒါဟာCoalition 349အဖွဲ့အတွက်နိုင်ပွဲအကြီးကြီးတစ်ခုဖြစ်ခဲ့ပေမဲ့စိတ်မကောင်းစရာကတော့ဒါဟာသူတို့ရခဲ့တဲ့တစ်ခုတည်းသောနိုင်ပွဲဖြစ်သွားခဲ့ပါတယ်။နောက်လတွေမှာတော့တရားမမှုနဲ့ရာဇဝတ်မှုဆိုင်ရာတိုင်ကြားချက်အလုံးနီးပါးကိုတရားရုံးကပယ်ချခဲ့ပါတယ်။ပြီးတော့2006ခုနှစ်မှာတရားရုံးကကြန့်ရှိနေတဲ့အမှုတွဲအားလုံးကိုတရားဝင်ပိတ်သိမ်းလိုက်ပါတယ်။သူတို့ရဲ့ဆုံးဖြတ်ချက်အရ Number Favorite ဘေးဒုက္ခမှာPepsiဘက်ကပေါ်ဆမှုမရှိခဲ့ဘူးလို့ဆိုပါတယ်။အားလုံးပြီးဆုံးသွားချိန်မှာတော့Pepsiအနေနဲ့ပီဆို3သိန်းခွဲသာရှိတဲ့ဒဏ်ငွေအသေးစားတစ်ခုပဲပေးဆောင်ခဲ့ရပါတယ်။ Number Favorite အဖြစ်အပျက်ကိုကြုံတွေ့ခဲ့ရတဲ့ဖိလစ်ပိုင်ပြည်သူအများအပြားဟာဒီနေ့အထိစိတ်ဒဏ်ရာရနေကြဆဲဖြစ်ပါတယ်။အချို့သောအစုအဖွဲ့တွေကြားထဲမှာPepsiဆိုတဲ့စကားလုံးကိုပြောဖို့တောင်ကန့်သက်ထားကြပါတယ်။မကြသေးမီကပဲPepsiကုမ္ပဏီကိုNumber Favoriteဘေးဒုက္ခနဲ့ပတ်သက်ပြီးတုံ့ပြန်ချက်တောင်းခံရမှာတော့သူတို့ကအခုလိုထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။ဒီအဖြစ်အပျက်တွေဟာလွန်ခဲ့တဲ့အနှစ်30နီးပါးကဖြစ်ပွားခဲ့တာဖြစ်ပြီးဒီအစီအစဉ်နဲ့ပတ်သက်ဖူးတဲ့အမှုဆောင်အရာရှိတဦးမှလည်းPepsiကိုPepsiကမရှိတော့ပါဘူး။ကျွန်တော်တို့ရဲ့အမှားကြောင့်ဖိလစ်ပိုင်ပြည်သူတွေကြုံတွေ့ခဲ့ရတဲ့နာကျင်ခံစားရမှုမှန်သမျှအတွက်အလေးနက်စိတ်မကောင်းဖြစ်ရပါတယ်လို့ဖော်ပြထားပါတယ်။